โอเคအားလုံးပဲမင်္ဂလာပါကိုကြော်မြတ်မြင့်ဆက်ရောင်းဝယ်ရေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဆက်ကလေးတစ်လုံးနဲ့မိတ်ဆက်ပေးပြရစီအခုပြပေးတဲ့ဆက်ကလေးကတော့7 kVA ပေါ့နော်7 kVA auto manual two way ပေါ့နော် auto manual နှစ်မျိုးသုံး brand ကကြတော့ SMART smart တစ်စိတ်ပေါ့နော် smart တစ်စိတ် watt 9000ပေါ့နော်သူကဆိုလို့ရှိရင် auto အကြကသူရေးထားတာက66ဒါပေမဲ့ auto အကြ80လောက်ကနေစပြီးတော့အလုပ်လုပ်တယ် manual အကြဆိုလို့ရှိရင်20လောက်ကနေစပြီးတော့အလုပ်လုပ်တယ် auto 80 manual ကြလို့ရှိရင်20ပေါ့နော်မိအားအရန်ကြတဲ့နေရာမျိုးတွေဆိုလို့ရှိရင်သူကအရန်အထူးတင့်တော်တယ်ပြောပြီဆိုလို့ရှိရင် 100% ကြီးကွယ် 100% copper ပေါ့နော် copper ကွယ်အစစ်ကိုအသုံးပြုပေးထားတယ်အတွင်းအပြင်နှစ်ခုစလုံးက9 second အလုံးအသန့် original 9 second ဖြစ်တယ်သူ့မှာဆိုလို့ရှိရင်မီးများသွားပြီဆိုလို့ရှိရင် over ဖြတ်ပေးတဲ့စနစ်ပါတယ်ပေါ့နော်မီးများသွားရင် over ဖြတ်ပေးတဲ့စနစ်ပါတယ်မီးနဲတဲ့အခါမျိုးတွေကြာလို့ရှိရင်တချို့နေရာဒေသတွေမှာဆိုလို့ရှိရင်မီးအရန်ကျတဲ့နေရာမျိုးတွေမှာဆိုလို့ရှိရင်manual အကြက20 30လောက်ကနေစပြီးတော့အလုပ်လုပ်ပေးတဲ့အပေါ်မှာအရန်ကိုအတားချက်ရှိတယ်ပေါ့နော်ကျွန်တော်တို့ဒီကိုကြော်မြတ်မြင့်ဆက်ရောင်းဝယ်ရေးမှာဆိုလို့ရှိရင်1 second မြတ်မြင့်ဆက်တွေကို 100% original အတိုင်းကိုကျွန်တော်တို့ရောင်းချပေးတယ်ရန်ကုန်မြို့တွင်းဆိုလို့ရှိရင်ကျွန်တော်တို့အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတယ်တက်ဆင်ပေးတယ် customer စိတ်တိုင်းကြပါတော့ customer စိတ်တိုင်းကြအဆင်ပြေအောင်ကျွန်တော်တို့ဆောင်ရွက်ပေးတယ်နေဝေးကမှာယူခြင်းနဲ့မိတ်ဆွေတွေအတွက်ကိုလည်းကျွန်တော်တို့မိသည့်မျိုးနယ်မဆိုပေါ့နော်နီးစပ်ရာ target အရောက်ကိုကျွန်တော်တို့ပို့ဆောင်ပေးတယ်ကျွန်တော်တို့ကိုကျွန်တော်မြတ်မြင့်ဆက်ရောင်းဝယ်ရေးမှာဆိုလို့ရှိရင်အာမခံ6လပေးပြီးတော့ကျွန်တော်တို့ရောင်းချပေးတယ်ကျွန်တော်တို့ကိုကျွန်တော်မြတ်မြင့်ဆက်ရောင်းဝယ်ရေးမှာဆက်ကိုဆက်သွယ်မှာယူပြီးတော့တက်ဆင်ခြင်းနဲ့ဆိုလို့ရှိရင်ဖုန်းနံပါတ်က39933333နဲ့ဘိုင်ဘာနံပါတ်399839143813တို့ကိုဆက်သွယ်ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာလူချင်းတို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဝယ်ယူအားပေးတဲ့ customer တယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ